မွေးအပွားပြီးတစ်ခုလုံး seafood boil နေရအမြဲတမ်းစိုးမိုးနေကြလို့ဒီနေ့တော့ချက်စားပါမယ်တော့ seafood boil recipe ကနည်းနည်းခက်တော့မွေးရဲ့ဒီနည်းလမ်းနဲ့ချက်စားကြည့်ပါတော်တော်စားလို့ကောင်းအရန်လွယ်တယ်လုံးဝမခက်ဘူးဒါအမြဲတမ်းလှုပ်စားဖြစ်တော့မယ်ဒီလားတော်တော်စားကောင်းတာမိုးကတော့ seafood တွေကိုလေလက်လက်ဆက်ဆက်နဲ့အကြီးကြီးတွေစားခြင်းလို့ macro မှာပဲသွားဝယ်ပါမယ် seafood boil စားမယ်macro မှာကျတော့ရေဘဝဲကအကြီးကြီးတွေရတယ်လေပြီးတော့ဈေးလဲတန်တယ်ကွယ်ဒီလားဆိုတော့မိုးဒီမှာပဲလာရွယ်ရေဘဝဲတစ်ကောင်ဆိုမိုးမျက်နှာလောက်ကြီးရှိတယ်နမ်းမရခဲ့ဘူးဆိုတော့မိုးရတဲ့ကင်းမွန်နဲ့ရေဘဝဲလေးနဲ့ပဲရအောင်ချက်စားမယ်ဘွားမှာဒီရေဘဝဲကင်းမွန်ခိုင်တာပထမဆုံးပဲပေတလူးကောင်အနံ့လည်းတော်တော်ဆွဲကြံတယ်ပင်လယ်စာနှံ့ little လေးတော့ပြင်းတယ်ပေါ့အရင်ဆုံးမိုးတို့ဒီပြောင်းမှုရဲ့အာလူရဲ့ကြက်ဥတွေကိုပြုတ်ထားလိုက်ပါမယ်ရှင်ရေဘဝဲကိုတော့မိုးညှိနှက်ပြောင်းလို့လေးစားရှာလကားရည်နဲ့တိတိချချလေးစေးထားတယ်ဟိုမှာဂျင်းမရှိတော့ဂျင်းမုတ်ထည့်ပြီးတော့ပြုတ်လိုက်တယ်အနံ့ပြောင်းဝင်ပြီးရောဆိုပြီးတော့ရေဘဝဲလက်လေးတွေကားနေအောင်လို့တိတိချချလေးလှုပ်ပေးသူ့လက်လေးတွေအပြင်ကိုကားအောင်လို့လှုပ်ပြီးတော့မှသူ့ကိုပြုတ်ထားလိုက်9မိနစ်10မိနစ်လောက်ဆိုရစားနေကြ imitation crab မရတော့ရတာလေးဝယ်ပြီးတော့ကြော်လိုက်ပြင်တော့မို့လို့ထောပတ်လေးကိုအိုးပူပေးလိုက်မယ်ကြက်သွန်ဖြူကြက်သွန်နီအရောင်တင်မို့ရောထောင်းထားတယ်ပေါ့နော်မို့အနှစ်များများစားခြင်းလို့အများကြီးထည့်ထားတယ်နန်းကြား recipe တွေက a little လေးခက်တယ် lemon တစ်ချမ်းလောက်ညှစ်ထည့်ရင်ပိုကောင်းတယ်မို့ကတော့တမယာသီးပဲရှိလို့ခင်းရဲ့ main ingredients ကတော့ masala ပေါ့နော်ကျွန်မ masala လေးခတ်လိုက်တယ် masala ထည့်လိုက်တာနဲ့ကိုလုံးဝဟင်းကအနံ့ထွက်နေပြီတော်လေးမှုရဲ့စားခြင်းလုံးတော့လေကိုယ့်အကူရအောင်ချက်ရတာပဲတကယ်တော့လေပင်လဲစားချက်ပါပဲဒီလားချက်သွန်လုံးဝကြေွားတဲ့အထိချက်ပြီးအဲ့ဒါမှ तू က sauce အရေးဖြစ်မှာအရသာအတွက်တော့မူချက်သားမုတ်လေးများများထည့်လိုက်တယ်ပြီးတော့ဒီပြောင်းမှုတို့အာလူတို့ကြက်ဥတို့ကိုထည့်ပြုတ်လိုက်မယ်ပြီးရင်တော့ပင်လဲစားတွေအကုန်ထည့်လို့ရပြီအနှစ်ကလုံးဝကြေပြီးတော့မဆလာနန့်လေးနဲ့တော်တော်မှုေးနေပြီဆိုတော့ပင်လဲစားထည့်ပြီးတော့9မိနစ်လောက်ထက်ချက်လိုက်ရပါပြီခင်းနန့်လေးကတော်တော်မှုေးပေမဲ့လေပင်လဲစားကိုင်းတော့ကျမတကူလုံးပင်လဲစားနန့်နေဆွဲမယ်ခဏနေကျမဖြည့်ရှင်းမှုနီးလန်းရှိတယ်အခုတော့ဘိုက်စာနေလို့အရင်စားလိုက်အောင်မယ်ကွယ်ထားတာယူတို့ပြောနေတဲ့ seafood boilအားလုံးပဲဒီနေရာမှာကြိုက်တဲ့ပင်လဲစားထည့်ပြီးတော့ချက်စားလို့ရတယ်တော်တော်စားလို့ကောင်းတာတော့ဒီလားချက်စားကြည့်ပထမဆုံးချက်တာဆိုပေမဲ့အရန်ကြိုက်ပါတယ်ကျွန်မစားလို့ပြီးပင်လဲစားနဲ့နေရတော့တော်တော်လေးဆွဲနေလို့ရေချိုးလိုက်အောင် seafood ချက်စားရတာအရသာရှိပေမဲ့လေးချက်ပြီးသွားရင်တခုပဲပင်လဲစားနဲ့နေကြံခဲ့တာဘလို့မှနေလို့မရအောင်ဟိုမှာတော့အဲ့ဒါကိုဖြည့်ရှင်မို့လှုပ်ဝက်ချက်လေးရှိတယ်ရေချိုးရင်တော့ကျွန်မအမြဲတမ်းမှု့မွေးလေးဖြစ်နေမှကြိုက်တာလေ Relax Magical Orchid ရေချိုးဆက်ပြားရဲ့အနက်ရောင်တက်ခွာလေးအမလေးမွေးလိုက်တာဆိုတာရေချိုးပြီးရင်တော့မှလေ तू ကလေအသားပေါ်မှာလေအဲ့အမွေးနဲ့ကြံခဲ့တာဒီလားလုံးဝပန်းနံလေးကလေတော်တော်လေးလဲ fresh ဖြစ်တယ်မှာပါတဲ့ Everything's Essential Wine အစီအနှစ်ကလေရေချိုးပြီးသွားရင်တော့မှတော့လုံးဝအသားပေါ်မှာကြံခဲ့တာလေထိလိုက်တိုင်းအောင်မှုေးရရေချိုးပြီးသွားရင်တော့မှ24နာရီလုံးမွေးလေးဖြစ်ချင်ရင်တော့ဒီ Lex Magical Orchid နဲ့ချိုးရေချိုးနေရင်းနဲ့ကိုကျွန်မရေချိုးခန်းနေရအောင်မထွက်ချင်အောင်အနံ့အရှမ်းမွေးလုံးဒါမဲ့ရေချိုးပြီးလဲသူ့ရဲ့အနံ့ကလုံးဝမှုေးပြီးကြံခဲ့တာဆိုတော့မို့တော့မှုေးလေးနဲ့အပြင်သွားပါတော့မယ်ရှင်ဦးညမရေမချိုးလို့ပြောရမယုံကြပါနဲ့မို့ခုနောက်ပိုင်းရေမြန်းချိုးပါရယ်နော်ရင်ကတော့ထားပါတော့ခုနောက်ပိုင်းဆိုမိုးလေအိတ်ခါနေတိုင်းရေချိုးပြီးမှအိတ်တက်တာခုနပင်လဲစာအနက်နေလုံးဝမပြောက်တော့အောင်တောင်ထင်တာအခုတော့တော်တော်လေးကိုမှုေးကြိုင်သွားပြီဆိုတော့ကျွန်မလှက်လှလေးပြင်ထွက်ပါတော့မယ်အားလုံးပဲ seafood boil ချက်စားပြီးရင်ကောင်းမကောင်းကျွန်မကိုလာပြောပြကြအောင်နော်ချစ်တယ် bye bye good night